တကယ်ချင်းနှစ်ယောက်တောအုပ်ကြီးတစ်ခုကိုဖြတ်တန်းသွားတယ်တယောက်ကတနတ်ပါတယ်တယောက်ကမပါဘူးတနတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်ပဲတွေ့တွေ့ကြားပဲတွေ့တွေ့ဘာကောင်ပဲတွေ့တွေ့ကာကွယ်နိုင်တယ်ပေါ့ဘယ်ကောင်မှမကြောက်ဘူးအဲ့လိုပြောလို့မှမဆုံးသေးဘူးလမ်းခွေတခွေကဝက်ဝင်ကြီးကဘွားကနေပေါ်လာအဲ့ဒီချိန်မှာဘာလုပ်တုံးဆိုတော့သူတငယ်ချင်းကဘာလက်နဲ့မှမပါရှာဘူးသူကတနတ်ကြီးနဲ့ဝက်ဝင်ကြီးလည်းတွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလေရောလက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားကြတယ်ကိုလွတ်ရုံးပြီးထွက်ပြေးသွားတယ်တနတ်နဲ့မကာကွယ်တယ်သူကအရင်မြင်တာဟိုလူကမမြင်ဘူးသူတငယ်ချင်းတတိတောင်မပေးဘူးသူကရုပ်ခနဲ့ထွက်ပြေးသွားတယ်တငယ်ချင်းလှုပ်တဲ့လူကတိမ့်ဖို့အချိန်မရတော့ဘူးအဲ့တော့သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့လှဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောင်းဆောင်ပြီးတော့နေလိုက်ရတယ်ပြေးဖို့ကအချိန်များလိုက်အဲ့ဒီအချိန်မှာဝက်ဝင်ကြီးကအနန္တလာပြီးတော့ခေါင်းကိုရှာနဲ့ရက်တယ်ဟိုနန်းဒီနန်းလှုပ်တယ်ပေါ့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှိရဲဘူးငြိမ့်နေရလှုပ်လိုက်ရင်တော့ကြိုက်တော့မှသိချာတယ်အဲ့ဒါလိုငြိမ့်နေတဲ့အခါကျတော့ဝက်ဝင်ကြီးကလက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝက်ဝင်ကြီးကသူ့လမ်းသူလျှောက်သွားဝက်ဝင်ကြီးတကယ်ကွယ်သွားပြီဆိုတော့မှဟိုတနတ်တဲ့ကောင်ကတစ်ပက်မောကနေဆင်းလာတယ်ဆင်းလာပြီးတော့တငယ်ချင်းမင်းဝက်ဝင်ကြီးကတိုးတိုးနဲ့ဘာပြောသွားတာတော့ဘာပြောသွားတာတော့ဆိုတော့ဟိုလူကပြောတယ်အေးဝက်ဝင်ကြီးကငါနာနာကပြောသွားတာတော့အရေးကြုံလာပြီးတော့နှစ်ဦးပေါင်းပူးပေါင်းပြီးတော့ခုခံမယ်မရှိဘဲနဲ့အဲ့ဒီလိုကိုလွတ်ယုံသွားတဲ့အကောင်မျိုးဘယ်တော့မှမပေါင်းနဲ့လို့ဝက်ဝင်ကြီးကသူ့မှားသွားတယ်လို့ပြောတဲ့အလွန်မှတ်သားစရာကောင်းတဲ့ဟာဒုက္ခကြုံလာတဲ့ကောင်စွန့်ပြီးတော့သွားတာမျိုးဖြစ်ရဘူးတဲ့မေတ္တာမိတ်ကောင်းဆွေကောင်းဒါဘုရားဟောထားတဲ့ထဲကမိတ်ကောင်းဆွေကောင်း